ရဲ့ history ကဘာဖြစ်မလဲ What up my heart ကျွန်တော်တို့တွေအခု Bristol ကနေ Bath ကိုယထာစီးမှသွားနေတာပါ7မိနစ်ပဲကြာပါတယ်Bath ကအရင်လာတဲ့မြို့လေးတစ်မြို့ဖြစ်လို့ဆက်ပြီးကြည့်နေပေးကြပါဘာရဲ့ history ကဘာဖြစ်မလဲရေးချိုးရပါဗျာရေးချိုးလို့ရတယ်ရေးချိုးပေးမယ်ရေးချိုးပေးမယ်ရိုမန်နေရေးချိုးလို့ကိုချိုးပေးလို့ရတယ်ဒါကတော့အရင်လာတဲ့ပါမြို့ရဲ့အလယ်မှာကျွန်တော် fish check လုပ်နေတာပါပြီးရင်ကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းနဲ့နေ့လည်စာစားဖို့ထမင်းဆိုင်လာရှာနေပါတယ်လိုက်ခဲ့ပါဦးဆောင်းအေးရနေရတော့ဘာမှသူတော့မဟုတ်ပေမဲ့ဆောင်းတော့လာ bro ကြည့်လိုက်ဟုတ်ကဲ့ပါအခုမြင်နေရတာတော့ဒီဘာမျိုးရောက်ရင်မဖြစ်မနေလာတဲ့ River Avenue ဖြစ်ပါတယ်ပြီးရင် home မှာအခုမြင်နေရတာကတော့ Pony Bridge လို့ခေါ်ပါတယ်အမှဈေးဆိုင်တွေအများကြီးရှိပါတယ်ကျွန်တော်အခုလိုက်ပြပေးပါမယ်လိုက်ခဲ့ကြပါဦးဒါကတော့ဒီတရားပေါ်ဆိုင်တွေပဲဖြစ်ပါတယ်ဒီတရားပေါ်မှာတော့ coffee ဆိုင်တွေမုန့်ဆိုင်တွေအထဲဆိုင်တွေအများကြီးရှိပါတယ်ပြီးရင်ဒီတရားကိုနည်းနည်းလေးကြော်သွားပြီဆိုရင်အောက်ဆင်းလိုက်တာနဲ့ကျွန်တော်တို့တပ်ပုံအရင်ရိုက်လို့ကောင်းတဲ့နေရာတစ်နေရာရှိပါတယ်ကျွန်တော်အခုခေါ်သွားပေးပါမယ်ကျွန်တော်ထိုင်းဆိုင်လာပြီးမှ express ဆိုတာတောင်းတယ်ကျွန်တော်တို့အခု coffee တောင်းနေရင်းနဲ့ဘယ်ဆိုင်မှာစားမလဲဆိုပြီးတိုင်ပြနေကြတာပါနောက်ဆုံးတော့လည်းကျွန်တော်တို့ထိုင်းဆိုင်ပဲရောက်သွားပါတယ်ကျွန်တော်နဲ့ကျွန်တော်ဘော်ရာလေးဒီယမ်ယမ်ဆိုတဲ့ထိုင်းဆိုင်မှာဖက်ကောင်းဝင်စားခဲ့ပါတယ်ကျွန်တော်ဘော်ရာတယောက်ကတော့ခောက်ဆစားပါတယ်ဆိုပါဦးစားလို့ကောင်းပါတယ်7 out of 10တော့ကျွန်တော်ပေးလို့ရပါတယ် Oh ဒီနားလေး fit လေးမစိုး my friend Hey ကျွန်တော်ရဲ့တငယ်ချင်းတွေတပုံမရိုက်တတ်မှာဆိုလို့ကျွန်တော်တို့ရဲ့နေရာတိုင်းတပုံရိုက်ခိုင်းပါတယ်ဟာမြင်ပါတယ်ဘယ်တော့ဝလဲဒါကတော့ဘာတီရဲ့ view point ပဲဖြစ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်ဘော်ရာတွေအကြာကြီးပဲအဲ့အပေါ်မှာထိုင်ပြီးမှတော့ကီဖုတ်ခဲ့ပါတယ်အဲ့နေ့ကနေလဲထွက်နေရအကြောင်းမို့တော်တော်လေးလာပါတယ်ကျွန်တော်တို့ Bath ကိုတနေကုန်လဲပြီးွားပြီဆိုတော့ Bristol အခုပြန်ဖို့ station ကိုလမ်းလျှောက်နေကြတာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ် vlog တွေလည်းထပ်လာပါအောင်မယ်မင်္ဂလာပါဘယ်လိုလဲမတာပါရဲ့ပေါ့ဟုတ်ဘာလို့ဝမ်းတာဒါရောဆောင်းလုံးလေးနဲ့အားလုံးပြန်တွေ့ရအောင်ဝမ်းတာရပေါ့ဟိုကျောင်းကြီးလေးကလည်းပြန်တော့မယ်ဆိုပူဝမ်းတာဟိုလေသူ့ဘွားကြီးပူကောင်းသွားရပေါ့မရဲတော့ပြောအောင်နေရပြောရမှနေရမှန်တယ်ဒါမျိုးဖြစ်နေတယ် That's it man တက်လောက်ရလိုက်ပေါ့ဒါ